ကျွန်တော်ချစ်သောအာဆင်နယ်အကြောင်းတစ်စီတစ်စောင်းကဲညီကိုတို့အားလုံးပဲမင်္ဂလာပါဒီအသင်းနဲ့ပတ်သက်လို့ကျွန်တော်ရဲ့ခံစားချက်နဲ့ကျွန်တော်ဖြတ်တန်းလာခဲ့တာတွေကိုညီကိုတွေကိုမျှဝေပေးသွားခြင်းနဲ့ပေါ့နော်ကျွန်တော်အဖေကနော်တောင်သူလက်သမားဖြစ်တာနဲ့အညီကျွန်တော်တို့တွေတောင်သူလုပ်ရင်းနဲ့လုပ်ငန်းချင်းစီမှာကျွန်တော်ဖားသားကြီးအနေနဲ့ပေါ့နော်ပတ်စံသွားထုတ်ရာကနေကျွန်တော်ကအဲ့လုပ်ငန်းချင်းဦးလေးစီကိုကျွန်တော်လိုက်သွားတယ်လိုက်သွားတဲ့အချိန်မှာလုပ်ငန်းချင်းဦးလေးရဲ့အိမ်မှာပြတ်သားထားတဲ့ဘောလုံးပွဲကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာအဲ့မှာစပါးပွဲလာနေတခြားအသင်းငယ်တစ်သင်းနဲ့ပေါ့နော်စပါးအသင်းကြီးဖြစ်တာနဲ့အညီဒီ PPCC နဲ့စော်ကစားနေပြီးတော့စပါးရဲ့ကစားပုံကျွန်တော်ကြည့်ရပါတော့ဘောလုံးပွဲဆိုလို့ကျွန်တော်ကဒီပြည်တွင်းမြန်မာအသင်းကလွဲပြီးတခြားဒီဘက်ကလပ်ပေါ့တော့เนาะဒီတခြားအင်္ဂလန်ကလပ်တွေပါကျွန်တော်ကြည့်မှုတွေလည်းမရှိဘူးဒါပေမဲ့စပါးကိုတွေ့တဲ့အချိန်မှာကျွန်တော်ကစပါးကစားပုံကအောက်ကောင်းတယ်ဘာညာကျွန်တော်ကလေးတယောက်အနေနဲ့ကြားမိတာကတော့ဒါဆမ်းမယ်လို့တော့မထင်ဘူးညီကိုတွေเนาะအဲ့ဒီအချိန်မှာကျွန်တော်အဖေနဲ့တူလိုက်သွားရင်အဲ့ဦးလေးစီမှာပတ်သက်ပတ်ထောင်းနေကျွန်တော်ကအဲ့စပါးပွဲကြည့်ရင်းနဲ့ကျွန်တော်စပါးကိုကြိုက်မိခဲ့တယ်စပါးဟာအသိင်းတင်းဖြစ်တာနဲ့အညီကျွန်တော်စကြည့်ခဲ့တယ်ကွာသူကတစ်ဖက်သက်ဖိပြီးတော့ကစားပုံမိုက်တယ်ဆိုကျွန်တော်ကလေးအတွေ့ပဲကျွန်တော်ကြိုက်တယ်ဒါပေမဲ့တိုက်ဆိုင်နေမှာပဲကျွန်တော်နောက်တစ်ခါအဖေနဲ့တူအဲ့ဦးလေးအိမ်ကိုကျွန်တော်ရောက်သွားတယ်အဲ့ဒီအချိန်မှာကျတော့ဘယ်လိုပြောမလဲတိုက်ဆိုင်နေမှာကျွန်တော်အာဆင်နယ်နဲ့စပါးပွဲလာနေတဲ့အချိန်မှာကျွန်တော်ကစပါးပွဲလာပြီးဆိုအားရပါရကျွန်တော်အိမ်အတွင်းနဲ့ကျွန်တော်ဝင်ကြည့်တယ်ပေါ့နော်ဦးလေးအိမ်အတွင်းဝင်ကြည့်လို့ပြီးတော့အဲ့ချိန်မှာစပါးနဲ့အာဆင်နယ်ကစားနေရမှာကျွန်တော်စပါးကိုကျွန်တော်အမေရိကန်အားပေးတာပါစပါးအဖြူသင်းကျွန်တော်အဲ့စပါးကိုကောင်းကောင်းမသိပါဘူးအဖြူသင်းလို့မှကျွန်တော်သိတာကျွန်တော်အားပေးနေတကယ်တမ်းကစားနဲ့ကျွန်တော်စိတ်မှာအာဆင်နယ်ရဲ့ကစားပုံကလုံးဝအသာစီးဆော့ပြီးတော့အတိုးစိတ်လေးမှာတာယာတွေရဲ့အလှပအောက်မှာကျွန်တော်မျောသွားတယ်မျောသွားချိန်မှာကျွန်တော်အာဆင်နယ်ဘက်ကိုကျွန်တော်ရိုင်သွားပြီကလေးတယောက်ဖြစ်တာနဲ့အညီပေါ့နော်ရိုင်သွားပြီးတော့စပါးထက်ဒီအဖြူထက်ဒီအနီးကပိုကောင်းပါလားဒီအနီးကဘာသင်လဲကျွန်တော်အမှကြည့်နေဦးလေးမြတ်ဒါအတီးအာဆင်နယ်အတင်းအဲ့မှာကျွန်တော်နည်းနည်းလေးစိတ်ဝင်စားသွားတယ်စိတ်ဝင်စားတော့ကျွန်တော်နောက်နေ့ကျောင်းသွားတယ်ပေါ့အဲ့တော့ကျွန်တော်9တန်း10တန်းအရွယ်ပေါ့ဗျာနော်ကျောင်းသွားပြီးတော့တငယ်ချင်းတွေနဲ့အတူတငယ်ချင်းတွေကတချို့ဆိုလို့ရှိရင်ကိုယ့်ထက်အသက်လဲကြီးတဲ့ပါအကူကြီးစီမင်းဆိုသူကလည်းမန်ချက်စီးတီပါသူကပြောနေရဆိုတော့အာဆင်နယ်ဘယ်လိုရှိလဲအာဆင်နယ်အဲ့မှာပရိသတ်ဆိုလို့ဒီတငယ်ချင်းတွေမှာတော့သိမရှိဘူးဒါပေမဲ့ကျွန်တော်အာဆင်နယ်ကိုစိတ်ဝင်စားတဲ့အတွက်ကြောင့်အာဆင်နယ်ကိုဒီလိုရှိရနောက်ခါကျွန်တော်အာဆင်နယ်ပွဲကြည့်ချင်လို့ဆိုအဲ့ဦးလေးအိမ်အာဆင်နယ်ပွဲဘေးနေ့လာမှလဲဦးလေးကျွန်တော်ဒီတိုင်းချီချင်သွားပြီးတော့အဖေမပါသေးတာကျွန်တော်တယောက်ထပ်သွားပြီးတော့မေးတယ်ဦးလေးဒီနေ့ရှိတယ်အာဆင်နယ်ပွဲရှိတယ်အဲ့မှာကျွန်တော်အဲ့စနေတင်းငွေဆိုလို့ရှိရင်โอเคဆိုလို့ကျွန်တော်လာခဲ့မယ်အာဆင်နယ်ပွဲကိုကျွန်တော်ကြည့်မယ်ပေါ့အဲ့ဦးလေးစီကိုကျွန်တော်အဲ့စနေပါညဆိုလို့ကျွန်တော်သွားတယ်ဒါပေမဲ့လေမန်ချက်စီပွဲကြုံနေတဲ့အချိန်ကြတော့အဲ့ဒီအချိန်မှာကျွန်တော်မန်ချက်စီကိုကျွန်တော်အာဆင်နယ်အသင်းတွေကရှင်လို့ရတဲ့အနေအထားမှာရှိမနေဘူးเนาะပရိသတ်အားဖြင့်ရောအားပေးမှုအရာရောဒီပါဝါချင်းအားရောအာဆင်နယ်အဲ့ချိန်မှာနှိမ့်ပါတယ်ဗျကျွန်တော်အာဆင်နယ်ပွဲတွေရှိသည့်တိုင်အောင်မန်ချက်စီပွဲလာနေဆိုလို့ရှိရင်အဲ့ဦးလေးကလည်းမပြပါဘူးတခြားဒီမန်ချက်စီပွဲပြတယ်လုံးဝမရှိတဲ့နေ့တွေမှာဒါအာဆင်နယ်တပွဲတည်းထီးရှိနေတဲ့အချိန်မှာဒါကျွန်တော်တို့အာဆင်နယ်ပွဲကိုကြည့်ခွင့်ရတာပါဒါနဲ့ကျွန်တော်ကမရောင်ရင်းတိတ်နေမနေတော့ပါဘူးကျွန်တော်ဘာလို့ဆိုဘောလုံးကိုကျွန်တော်ယူသွတ်သွားပြီအထူးသဖြင့်အာဆင်နယ်အပေါ်ကျွန်တော်လုံးဝဒီလူပညာဆန်းသွားဆော့တဲ့ကစားကိုကျွန်တော်မမောသွားပြီနော်အဲ့ချိန်မှာကျွန်တော်ရွာလေဦးလေးစီကိုသူကတော့ဒီပတ်စံ200ကောက်တယ်ဗောနော်အဲ့တော့200ကောက်တယ်200ကောက်ပြီးတော့ကျွန်တော်ပတ်စံ200ပေးတယ်200ပေးပြီးတော့ဦးလေးအာဆင်နယ်ပွဲဘာညာရှိရဆိုလို့ရှိရင်ကျွန်တော်သူကဆိုင်းဘုတ်အရင်ရေးတယ်ဘေးမှာဒါပေမဲ့လေဗျာနော်ပထမအခေါက်ပါအာဆင်နယ်ဖန်သူကလည်းကျွန်တော်တို့ရွာမှာရှင်းပြောနဲတယ်ဗျနော်မန်ချက်စီးတဲ့ရှင်မယ်ဆိုလို့ရှိရင်အဲ့ချိန်မှာလည်းကျွန်တော်ကအာဆင်နယ်ပွဲဒီအာဆင်နယ်ပွဲရှိတာပဲဝင်ကြီးဘလောက်ပိုင်းနဲ့သူဆိုင်းဘုတ်ကြီးနဲ့အမိမှာရေးတယ်ကျွန်တော်အဲ့မှာသွားပြီးတော့အာဆင်နယ်ပွဲရှိပြပြကြီးနဲ့ကြီးလိုက်တယ်တကယ်တမ်းအတွင်းထဲဝင်ကြီးတော့အချို့ဆိုလို့ရှိရင်ဒီဥမာဖြင့်ဗျာဒီကျွန်တော်ဒီအာဆင်နယ်ပွဲကလာနေတယ်ဆိုလို့ရှိရင်အာဆင်နယ်ပွဲမလာခင်မိနစ်30လောက်လာပြီးတော့မိနစ်အာဆင်နယ်ပွဲလာနေပဲထားအောင်နောက်ထပ်မိနစ်30လောက်ကြံစည်တယ်ပေါ့အာဆင်နယ်ပွဲပြီးဖို့ဒါပေမဲ့အဲ့ချိန်မှာချက်စီးမန်ပွဲအချိန်ကိုက်နေဆိုလို့ရှိရင်သူတို့ကချက်စီးမန်ပွဲကိုဒိုင်းကြီးပြောင်းတယ်အဲ့လောက်ထီအောင်ကျွန်တော်အာဆင်နယ်အနေနဲ့ပါဝါမရှိခဲ့ပါဘူးเนาะအဲ့ချိန်မှာချက်စီးမန်ပွဲကျွန်တော်ကနောက်ကြတော့နည်းနည်းလေးအစိတ်ကမပါတော့တာပေါ့ဗျာနောက်ပတ်စံလည်းပေးကြည့်ရတယ်နောက်ပြီးတော့ငါအာယူပွဲကိုလည်းပြီးဆောင်အောင်မကြည့်ခဲ့ရဘူးဆိုတဲ့ခံစားချက်တော့
ကျွန်တော်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ထပ်အာဆင်နယ်ပွဲလေးပဲဗီမက်ရှိမလဲလို့ကျွန်တော်ပြောကြည့်တော့ကျွန်တော်အသည့်ဒီကနေပြီးတော့ကျွန်တော်ဝါသနာပါတဲ့အကူကြီးတွေကျွန်တော်မေးကြည့်ပြီးတော့ဟိုအရှိမားတဲ့အရှိဝိုင်းမှာတော့အဲ့လိုပြရတဲ့ရှိရဲဆိုပြီးတော့ကျွန်တော်အဲ့ဒါဆိုလို့ရှိရင်လည်းအဲ့ဝိုင်းသွားကြည့်မှာကွာဆိုအဲ့အရှိဝိုင်းနဲ့ကျွန်တော်တို့စီမှာလမ်းလျှောက်မယ်ဆိုလို့ရှိရင်မိနစ်20အစိမ့်လောက်တောင်ကြာပါတယ်ဗျဒီကြားထဲမှာကျွန်တော်ကအာဆင်နယ်ပွဲက7နာရီ9နာရီရှေ့ပိုင်းဆိုလို့ရှိရင်သွားတာအကြောင်းမဟုတ်ဘူးကျွန်တော်ဘာလို့လဲဆိုလို့ကျွန်တော်ရွာအဲ့တော့လျှက်စစ်မီးရလုံးမရှိဘူးတရွာလုံးမှာမီးဆက်ပေးတယ်မီးဆက်ကကြတော့တရွာလုံးထုံးပေးတယ်ဗောနော်တရွာလုံးထုံးမီးဆက်ကည9နာရီထိပဲရှိတာကျွန်တော်အနေနဲ့အစောပွဲဆိုလို့ရှိရင်ကျွန်တော်သွားတယ်ပေါ့ညနေပွဲဆိုလို့ရှိရင်လည်းကျွန်တော်ကြောက်တယ်ဗျာနော်ဒီခွေးတွေပါလိုက်ဆွဲတာတွေပါမှောင်မေးတယ်ကျွန်တော်ဓမီထူမီဖြတ်ချောက်ရတယ်ဆိုကျွန်တော်တယောက်တည်းအဲ့အစိတ်မိနစ်30လောက်ကြာတဲ့အဲ့ထီအောင်တော့ကျွန်တော်သွားဖို့ပါကြတော့ကျွန်တော်မှအခက်အခဲရှိတယ်ဒါပေမဲ့လည်းကျွန်တော်ရအောင်သွားတယ်ကျွန်တော်ဘယ်လိုလဲဆိုကန္နာသူတွေကျွန်တော်ဒီမှာစီးစင်းနေပြီသွားကြည့်တယ်ကွာဘာဖြစ်လဲသွားကြည့်တယ်ကျွန်တော်ကြည့်ပါတယ်ဒါပေမဲ့လည်းဦးလေးကအဲ့ဦးလေးပြတဲ့အချိန်ကြတော့ဦးလေးကကြတော့ချက်စီးပွဲလာတယ်ဆိုလို့ရှိရင်200တော့ပေးရတယ်ချက်စီးပွဲလာဆိုရင်ချက်စီးကတစ်ပိုင်းပြမယ်အာဆင်နယ်တစ်ပိုင်းပြမယ်ထို့တူလီဗာပူးတစ်ပိုင်းပြမယ်အာဆင်နယ်တစ်ပိုင်းပြမယ်မန်ယူတစ်ပိုင်းပြမယ်အာဆင်နယ်တစ်ပိုင်းပြမယ်ပွဲတွေညာတိုက်နေဆိုလို့ရှိရင်ရတယ်တစ်ပိုင်းလောက်ကြည့်ရလဲရတယ်ဆိုပြီးတော့ကျွန်တော်ကလုံးဝမကြည့်ရတဲ့သားလို့ရှိရင်ကျွန်တော်200ပေးပြီးကျွန်တော်ကြည့်တယ်ကြည့်တယ်ပေါ့နော်ဒါပေမဲ့လည်းနောက်အချိန်ကြာလာတာနဲ့အမျှမန်ယူချက်စီအဲ့တော့လေလီဗာပူးလည်းအဲ့လောက်မဟုတ်ပါဘူးနော်စပါဆိုမန်ယူချက်စီဒီအာဆင်နယ်ဆိုပြီးတော့အာဆင်နယ်တော့တတိယနေရာမှာတော့ရှိတာပေါ့မန်ယူချက်စီပြီးတဲ့အချိန်မှာကျွန်တော်ဒီပွဲလေးတွေကကြည့်ရတာဆိုတော့သိရမလားဒီပရိသတ်ကလည်းမန်ယူချက်စီကများနေတာဆိုတော့အာဆင်နယ်ကတတိယဦးစားပေးဖြစ်နေတဲ့အတွက်လုံးဝအခွင့်အရေးများရှိခဲ့ပါဘူးဗျဒီလိုနဲ့ပဲကျွန်တော်ကျွန်တော်တို့ရွာချက်တန်းပြီးတဲ့အချိန်မှာကျွန်တော်9တန်း10တန်းမှာကျွန်တော်မြို့ပေါ်တက်ပြီးတော့ကျွန်တော်ကျောင်းတက်ခဲ့ရတယ်ကျောင်းတက်ခဲ့တဲ့အချိန်မှာကျွန်တော်အာဆင်နယ်ပွဲရှိရဆိုလို့ရှိရင်ဒီဆရာကြီးတွေမှာကျူရှင်ဆရာကြီးရှင်မှာကျွန်တော်ဖွင့်နိုင်ပြီးတော့ကျွန်တော်တယောက်ထဲတော့၎င်းတကယ်ချင်းနေပါသေးတယ်အစောပိုင်းဆိုတော့ပါသေးတယ်ရှိနေတော့၎င်းသွားပြီးတော့ကြည့်တယ်ဒီကျွန်တော်တယောက်ထဲဆိုလို့ရှိရင်တော့ညနေတဲ့ပွဲတွေဆိုတော့ဆရာကြီးတော့လွတ်တော့မလွတ်ပါဘူးဒါပေမဲ့လည်းကျွန်တော်တခါတလေခွင့်တိုင်ပြီးတော့ကျွန်တော်တယောက်ထဲသွားကြည့်တာမျိုးတွေရှိတယ်ဒါပေမဲ့လည်းဒီကျူရှင်တက်နေတဲ့အချိန်မှာတော့ရွာမှာလူမျိုးတော့အချိန်အပြည့်အဝမရဘူးပေါ့ဗျာနော်အဲ့ဒီကနေပြီးတော့ကျွန်တော်ညမှာမကြည့်အောင်ဆိုလို့ရှိရင်မနက်ခင်းမှာကျွန်တော်ခွင့်တိုင်ပြီးတော့ဘာညာဝူရှိဝါဒလောက်ရတာပေါ့ဆရာကြီးကျွန်တော်ဟင်းဝယ်လေးထွက်ရှင်းလို့ပါဆိုပြီးတော့ဒီမနက်ခင်းအစိုးရဆိုင်ပွဲတဲ့ချိန်မှာကျွန်တော်နင်းဆိုင်တို့ကော်ဖီဆိုင်တို့မှာအာဆင်နယ်ပွဲလေးမင်းညဘယ်လိုပြီးတာလဲဘာလဲဆိုကျွန်တော်သိနေစိတ်နဲ့ကျွန်တော်ကရလက်ကိုနားထောင်ပြီးမှကျွန်တော်ကစိတ်ပြေစားတဲ့လူအဲ့ကြောင့်ကျွန်တော်အဆောင်ပြန်ပြီးစာမကြက်နေပါသေးကျွန်တော်အဲ့လိုလူမျိုးပါနော်ကိုတင်အောင်အဲ့လောက်ကိုချစ်တာအဲ့နဲ့နောက်ခါတက်ကူရောက်တယ်တက်ကူရောက်တော့အဝေးစဉ်ကျွန်တော်တက်တာပါအဝေးတက်ကူရောက်တဲ့အချိန်မှာကျွန်တော်ဒီပကံအကူကြီးဒီနဲ့ကလေအာဆင်နယ်ပွဲရှိရဆိုလို့ရှိရင်အဲ့တက်ကူရောက်တဲ့အချိန်မှာကျွန်တော်တို့မှမျက်နှာငေးရတော့မှာပဲအာဆင်နယ်ဖြတ်တန်းရတဲ့ကာလကကျွန်တော်ဒီအာဆင်နယ်ပွဲရှိရဆိုလို့ချက်စီမန်ပွဲရှိရဆိုလို့ရှိရင်လက်ဖိတ်ဆန်နေပါနေတော့ယုံအပြည့်နော်အာဆင်နယ်ပွဲရှိနေသည့်တိုင်အောင်လုံးဝအာဆင်နယ်ပွဲဆိုတာရှိမှန်းလို့မသိဘူးအဲ့ဒါကျွန်တော်တို့ပကံကူကြီးတွေနဲ့ကူကြီးဒီလိုပဲသွားအာဆင်နယ်ပွဲပြတဲ့ဆိုင်တော့ရှိမှာဆိုပြီးတော့ကျွန်တော်တို့ဝင်းကြီးပတ်ချတယ်ပြတဲ့ဆိုင်ကြီးတော့ရှိပါဒါပေမဲ့အဲ့ဆိုင်လေးလက်ဖိတ်လူကတော့နဲတယ်နဲကြောင်ကြတဲ့အနေထားမှာတော့ရှိတာပေါ့လေဒါပေမဲ့လေကျွန်တော်တို့တွေကူကြီးရတယ်တစ်ဖက်တော့ချပါညာနေကျွန်တော်အားပေးပြီးတော့အဲ့ဆိုင်ကြီးမှာကျွန်တော်အဲ့လိုကြီးဖြတ်တန်းငယ်ဘူးတယ်ကျွန်တော်အာဆင်နယ်ပွဲလေးကြည့်ရဖို့တစ်ခါကျရင်ချန်ပီယံလိပွဲတွေကြည့်ရဖို့အရေးဆိုလို့ကျွန်တော်ရွာမှာဆိုလို့ရှိရင်အတူတူပဲကျွန်တော်တယောက်ထက်သွားလို့မရတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ရှေ့ဘက်ကအကူကြီးဘောနော်အကူကြီးညုံမောင်ပေါ့နော်အကူကြီးညုံမောင်ကျွန်တော်ခေါ်ပြအကူကြီးကျွန်တော်တော့ဒီလိုကြည့်နေတယ်ကျွန်တော်ကူညီပေါင်းဆိုကူညီမောင်တော့သဘောကောင်းပါတယ်စပိန်ကြီးကိုသူကရှေ့ကနေကျွန်တော်နောက်ကနေခွာလိုက်ပြီးတော့ညီကိုညောက်သားအရှိဝိုင်းတယ်ကျွန်တော်တို့ဒီချန်ပီယံလိပွဲတွေရှိရညဆိုသွားကြည့်တယ်အပြန်ကမှဆိုလို့ရှိရင်တော့မီးကလည်းမရှိဘူးလေနော်ခွေးတွေကဟောင်လိုက်ဆိုရကျွန်တော်တို့အဲ့ဒီလိုလေကျွန်တော်တို့ကြုံခဲ့ရပါတယ်နော်တက္ကသိုလ်မှာဆိုလို့တက္ကသိုလ်ဖြစ်တာနဲ့အညီအာဆင်နယ်ပွဲရှိတိုင်းမှာကျွန်တော်တို့မျက်နှာငယ်စွာနဲ့ကျွန်တော်ဒီကိုအသင်းကိုနော်ဘေးရုံများပြမလဲဆိုတဲ့စိတ်ကလေးနဲ့လိုက်ရှာကြည့်ခဲ့ရတာအမောပါပဲဗျအဲ့ဒီနောက်ကျွန်တော်တို့ဒီအခုနောက်ပိုင်းမှာအာဒီတာရောက်လာတဲ့အချိန်ပေါ့နော်အာဒီတာရောက်လာတဲ့အချိန်မဆိုထားပါပြီကျွန်တော်ဒီအဘအာဆီယံကထွက်သွားတဲ့အချိန်ဦးနိုင်အမေရိကန်တွေရဲ့အချိန်မှာလဲလုံးဝအားရတဲ့အနေအထားမှာတော့မရှိပါဘူးဗျာကျွန်တော်တို့ဒီယူပါလိဖိုင်နယ်ကိုရောက်တဲ့အချိန်မှာချက်စီကိုကိုပြက်ရှုံးတာမျိုးတွေမှာကျွန်တော်တို့လုံးဝစိတ်တက်ကြားခဲ့ရတယ်ပြီးတော့ဒီဦးနိုင်အမေထွက်ပြီးသွားလို့အာဒီတာကိုရိုင်နေနေတဲ့တက်ပင်ဦးကြီးပေါ့ဗျာတွန်းလိုက်လဲတော့မဲ့အနေထားမှာအာဒီတာပြန်လဲပြီးတော့ရောက်ရှိလာတဲ့အချိန်မှာကျွန်တော်တို့ရဲ့လောဘလိုပဲပြောရမလားမသိပါဘူးသူကအာဒီတာအနေနဲ့တီးဆောက်နေတဲ့အချိန်မှာကိုကျွန်တော်အနေနဲ့
လိုရမကတတ်မှတ်ခဲ့တယ်ဗျအဲ့ဒါကျွန်တော်တို့ပြိသက်တွေလည်းပြောလို့မရကျွန်တော်တို့မှခံစားလာတာကျွန်တော်ခုနပြောသလိုပဲတော်တော်များလာပြီအာဒီတာကျတော့လီဗာပူးတို့မန်စီးတီးတို့ကိုပြတ်တွေဘာညာရှုံးနေဆိုမှကျွန်တော်တို့မှအဲ့ရှုံးတော့ဘာကြောင့်လဲဆိုတဲ့အကြောင်းအရာကိုလုံးဝမတွေးမှုဘူးအာဒီတာအောက်ပဲဒီစင်းတွေအစင်းချစ်တွေရောက်တဲ့တန်းစင်းဆုံးမှာရောက်နေတဲ့ကိစ္စတွေမျိုးတွေမှာဆိုကျွန်တော်လုံးဝသိမခံပဲနဲ့ဒေါမောတွေနဲ့အာဒီနာအောက်လို့ပဲကျွန်တော်တို့တွေပြောခဲ့တယ်နော်ဒါမဲ့လည်းအာဒီတာအနေနဲ့ထွက်တဲ့ process လုပ်ငန်းစဉ်ယုံကြည်ပါဆိုပြီးတော့သူကအဲ့ဒီစကားတစ်ခုနဲ့ကျွန်တော်တို့ပြန်လဲရှင်းပခဲ့တယ်ဒါမဲ့ကျွန်တော်တို့လက်မခံခဲ့ပါဘူးထွက်တဲ့ process ဘာလို့မှလဲဘာညာဆိုအာဒီတာအောက်ပဲကျွန်တော်អော်ခဲ့တယ်ချင်းပြောလို့ရှိရင်တကယ်တမ်းတွေးကြည့်မှဆိုဒီအာဒီတာရောက်ခဲ့တဲ့အချိန်ကဒီနောက်တန်းမှာလေကြီးုံနေပြစုပ်ပြတ်တက်မူစတာဖီတို့နော်မူတာဖီတို့ကိုရှီယန်နီတို့ဆိုကရက်တစ်တို့ကိုလာစီနက်တို့နောက်တန်းမှာဇယားတွေရှုပ်နေရပဲကွင်းလယ်မှာဆိုလို့ရှိရင်လည်းအန်နနီတို့ဒီအစုအဖွဲ့တွေပေါ့နော်အဲ့ဒါကိုအာဒီတာအနေနဲ့အကောင်းဆုံးအန်နနီတော်ရန်ရတို့ကွင်းလယ်အများကြီးပါပဲရှင်းတန်းမှာဆိုလို့ရှင်းတန်းအလျောက်ပြီးတော့ဒီဥပါမီယန်ကိစ္စတွေမှာသူ့မှာလုံးဝကင်တွယ်ပြီးတော့ပထမနှစ်မှာဖြည့်ရှင်းခဲ့တယ်ဒုတိယနှစ်လည်းသူကင်တွယ်ခဲ့တဲ့ရှင်ကြီးလက်ရောက်ရောဂျေဆုတို့ဇင်ချန်ကိုတို့ဝယ်ပြီးတော့ဒီတိုက်တွယ်ရေးမှာရှင်းပြတဲ့မန်စီးတီးနဲ့အဲ့ဒါကိုကျွန်တော်တို့အဲ့နှစ်မှာဆိုလို့ရှိရင်လည်းမထင်ထားပါဘူးတော်ဖိုးလောက်ဝင်ဂျင်းနက်ဘီဆိုတဲ့နှစ်မှာသူအနေနဲ့လုံးပြတယ်အဲ့မှာ84မှတ်ရတယ်မန်စီးတဲ့89မှတ်နဲ့ကျွန်တော်တို့တိုက်တွယ်ရေးဒုတိယနှစ်မှာရှင်းပြခဲ့တယ်အကောင်းဆုံးရတယ်တခုပိုင်ဆိုင်ခဲ့တယ်အဲ့အချိန်မှာကျွန်တော်အာဆင်နယ်ဖန်ဒီဘာဖြစ်လဲဆိုလို့ရှိရင်နည်းနည်းလေးလောဘဖြစ်လာတာကျွန်တော်ပြောချင်တာပါလောဘတက်လာတဲ့အတွက်ကြောင့်နောက်နှစ်ဒီမှာလဲအာဒီတာအနေနဲ့ဒုတိယကွန်တိန်နာမန်စီးတီး90တက်မှတ်ရတယ်အာဆင်နယ်အနေနဲ့ဒီ89မှတ်ရတယ်မယောင်းမတင်းနိုင်ကြတော့သိရမလားဘာတွေလိုအပ်ချက်ရှိနေရလဲမသိဘူးအာဒီတာအနေနဲ့ဖလားရဖို့ဒီနီးပြအတွေ့အကြုံမရှိဘူးဆိုတော့ကျွန်တော်တို့လောဘတွေဖြစ်ခဲ့ပါတယ်နော်ကျွန်တော်တို့အရင်ကျွန်တော်ပြောပြတဲ့ယာတီတင်မှာဘယ်လောက်တော့မျက်နှာငယ်ပြီးခါးသီးခံခဲ့ရလဲဆိုတော့ကျွန်တော်တို့မေးပစ်ပြီးတော့အာဒီတာဒီနှစ်မှာလဲဒီနီးပြကဖလားယူဖို့ကမဖြစ်နိုင်ဘူးဘာညာဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်ပါဝင်မှာပဲလောဘဖြစ်ခဲ့တယ်နော်အဲ့နောက်မှာဆိုလို့ရှိရင်လဲကျွန်တော်တတိယနှစ်မှာဆိုလို့ရှိရင်ဒီလီဗာပူးနဲ့ဆယ်မတ်အကွာနဲ့ကျွန်တော်ဒုတိယနေရာရခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်လဲမယောင်ရမတင်းတိမ်နိုင်ကြပြန်ဘူးဒါပေမဲ့ကျွန်တော်တကယ်အခုဖလားရလို့ပြောတာမဟုတ်ဘူးနော်အာဒီတာကတကယ်တော်တဲ့ညီးပြတယောက်ပါအခုကျွန်တော်တို့တွေကလောဘစိတ်မရှိဘဲနဲ့ဒီတမယုကြတာမအမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်အာဒီတာအခုကင်ထံကဒီနေ့ပါဝင်6နှစ်ရှိပြီ6နှစ်မှာဖလားတစ်လုံးရပါပြီဆိုလို့ရှိရင်ဒါတလောက်စုပ်ပြတ်တက်ပြီးတော့ဒီဦးနိုင်အမရီထားခဲ့တဲ့တက်ပင်အိုတခုပဲတွန်းလိုက်ရင်လဲတော့မဲ့အနေထားမှာသူ့အနေနဲ့အဲ့တက်ပင်ကိုအမြင့်တရှင်းတဲ့အောင်ရီလောင်းပေါင်းပင်တုတ်တဲ့နဲ့ဆေးတွေပါပေးတယ်နောက်ပြီးတော့မလိုအပ်တဲ့ဂိုင်း6တွေအခွန်တွေကိုခွာခုတ်ထင်ပြီးတော့အတစ်တပံဖြစ်လာပြီးတော့တရွတ်တွေပွင့်ဖူးလာပြီးတော့ဝေစာနေတဲ့ဗမ်းမင်းတပင်တက်ပင်တပင်ဖြစ်အောင်သူလုပ်ပေးခဲ့တာကိုကျွန်တော်တို့အနေနဲ့နည်းနည်းလောဘစိတ်များဆိုအလင်းတလူပြောမိတလူများဖြစ်သွားမလားမသိပါဘူးဗျာနော်ကျွန်တော်ကိုယ်တိုင်မှာပဲအာဒီတာပုံမှာအောက်ဒီပါပြောခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါတကယ်မှားတယ်ဆိုလို့ရှိရင်တော့အာဒီတာကိုဒီညာကနေတောင်းမှမှာဗျာနော်ကျွန်တော်တို့အနေနဲ့ဒီမှားတဲ့အမားကလည်းညီကူတို့အတိပါပဲကိုအင်းပေါ်မှာ22နှစ်လောက်ခါးသီးခံရတဲ့အမားမျိုးပဲဖြစ်တယ်လို့ညီကူတို့အနေနဲ့ဖြည့်တွေးပြပါဒီချိန်မှာတော့ကျွန်တော်တို့တွေဒီဟာကိုအကောင်းမွန်ဆုံးအာဒီတာနဲ့အတူတမိုင်းသိရေးထုတ်ပြီးတော့လုံနိုင်ခဲ့ပါပြီဗျာနော်ပရီးမီးယားလိဖလားတော့ရရှိသွားပြီအခုဒီချန်ပီယံလိမှာ PSG နဲ့ပွဲမှာဒါကျွန်တော်တို့လုံးဝမရဘူးတဲ့ချန်ပီယံလိကိုဒါထပ်ပြီးတော့အနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်အာဒီတာဟာအာဆင်နယ်အသင်းအတွက်တမိုင်းဝင်ညီးပြတယောက်ဖြစ်လာမယ်ဆိုတာကိုပြောရင်းနဲ့ကျွန်တော်ရဲ့အာဆင်နယ်အကြောင်းတစ်စီးတစ်စောင်းလေးကိုဒီညမှာပဲကျွန်တော်ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ